ဒါကတော့ဘိုးတိုင်းသားကြီးအင်းတကုံမျိုးနယ်မှာရှိတဲ့ဓမ္မတိုက်စီတော်ကိုတွားရောက်ဖွင့်ပြခဲ့တဲ့ခီးစဉ်တွေဖြစ်ပါတယ်ဒီဓမ္မတိုက်စီတော်ကြီးကိုတွားတဲ့လမ်းမှာတော့အဲ့လိုမျိုးကုန်းလေးတွေနည်းနည်းအမြင့်လေးအနေလေးနေသွားလိုက်မြင်သွားလိုက်လေးရှိတဲ့အတွက်တော့လမ်းခီးတွားလို့လာဖို့တော့တည်ထားသေးကြပါတယ်ဒီဘုရားကြီးရဲ့အဝန်းမှာတော့ကျွန်တော်စင်နှကောင်ရုပ်ထုကိုစပြီးတွေ့ရကျွန်တော်တို့ကအရန်ကိုအားအသင့်စေခဲ့ရပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ဘုရားစတီတော်များမှာရှင်သက်ရုပ်တွေကျွန်တော်မြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့ဒီစင်ရုပ်ကြီးကိုစပြီးမြင်တဲ့အချိန်မှာကျွန်တော်တို့ကိုလုံးဝစိတ်ထဲမှာရတတစ်ခုခံစားလိုက်ရပါတယ်ပြီးတော့ဒီဘုရားရင်မြင်ပေါ်မှာရှောက်ပြီးတော့ကျွန်တော်ပတ်ကြည့်လိုက်ပါတယ်ဘုရားရင်မြင်တော်မှာလည်းတို့ချွေပြားခင်းထားပြီးတော့လုံးဝကိုအေးချမ်းတာရတဲ့နေရာတစ်ခုဖြစ်ပါတယ်ဘုရားဘုံမြတ်ပြည်သူတွေလည်းအများကြီးကိုစိတ်ကြည်နူဝမ်းမြောက်စေဖို့နေရာလည်းဖြစ်တယ်လို့အဲ့လိုနဲ့ကျွန်တော်ရုပ်ချောချောနဲ့တက်ပြီးတော့ဘုရားတဝိုက်ကိုပတ်ကြည့်ခဲ့ပါတယ်ပေါ့နော်အဲ့လိုကျွန်တော်ပတ်ကြည့်တဲ့အချိန်မှာလည်းဘုရားရဲ့ဒီစဉ္ညာတစ်လျှောက်မှာအဲ့လိုမျိုးလူတွေအေးစင်းနားခိုလို့ရမယ့်နေရာလေးဒီလိုအပင်လေးတွေကိုအောက်ကနေပြီးတော့အုတ်ကလေးနဲ့ဝိုင်းထားတဲ့ဥစ္စာတွေဒါဆိုရင်ဒါလူတွေဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာဘုရားရည်တရားကြီးမှာတော့အေးချင်းနဲ့နေလို့ကောင်းမယ့်နေရာမျိုးတစ်ခုဖြစ်ပါတယ်ပေါ့နော်ဘုရားကြီးကိုအခုလိုနေအောင်နဲ့ကနေလမ်းမြင်ရရှိမှလုံးဝရွှေရောင်ဝင်းလက်နေတာကိုတွေ့မြင်ရပါတယ်တချို့ဘုရားရဲ့ဘုရားရဲ့ဒီမျိုးပစ္စည်းတွေမှာတော့ရွှေရောင်လေးတချို့ရွှေသားတွေကွာကြနေတာကိုတွေ့ကြရပါတယ်ဒီဘုရားကြီးကရွှေသင်္ကန်းအပြည့်လုံးဝပူပြီးပူစော်ပြီးတော့ပြန်လည်ပြုပြင်မလာဆိုလို့ရှိရင်တော့ဘုရားဘုံမျိုးပြည်သူတွေအတွက်ချစ်တူပြီးလာမယ့်နေရာတစ်ခုလို့ကျွန်တော်ခံစားရပါတယ်ဒါတော့ကျွန်တော်ရဲ့အနေနဲ့တော့မှကျွန်တော်ဘုရားကြီးတက်ပံနေဖြစ်ပါတယ်ကျွန်တော်အဲ့လိုဘုရားကြီးတက်ပံနေတဲ့အချိန်တွင်းမှာလည်းဒီဘုရားကြီးကိုလာပြီးဖူးရတဲ့ဥစ္စာကကျွန်တော်စိတ်ခံစားရတဲ့မှာလုံးဝကိုအရန်ကိုမှကျင်းတဲ့ပီတိဖြစ်ပြီးပရှင်မိရပါတယ်တကယ်လည်းအားသိစေခဲ့ရပါတယ်ဒီနေရာအဲ့လိုမျိုးဒီလိုဒေတာမှာဒီဘုရားကြီးရှိဆိုတော့ကျွန်တော်အခုမှသိခဲ့ရတာပါအဲ့တော့ဒီဘုရားကြီးတစ်ချက်ကိုကျွန်တော်ပတ်ကြည့်ရင်းနဲ့အဲ့လိုအပင်လေးတွေကြည့်နေနဲ့ဘုရားကြီးရဲ့အဲ့လိုမျိုးကျွန်တော်တို့ဒီဝင်ပြီးတော့ညဘက်ချမ်းမှာဆိုလို့ရှိရင်ငခေုံဘုရားရှိပါတယ်တကယ်ငခေုံဘုရားကိုမြင်ရတဲ့အချိန်မှာလည်းလုံးဝကိုစိတ်ကြည်နူးပြီးတော့အားတင်စေခဲ့ရပါတယ်ဒါကျွန်တော်ဘဝရဲ့ဒုတိယအကြီးဆုံးငခေုံဘုရားကိုဖုံးမြော်ခဲ့ခြင်းဖြစ်ပါတယ်ငခေုံဘုရားကိုထူထားတဲ့ဘိုးဆရာကိုလည်းလုံးဝလေးစားပါတယ်တကယ်ကိုလက်ရမြောက်တဲ့ဘုရားတဆူကိုတည်ထားခဲ့ခြင်းဖြစ်ပါတယ်ဒါကတော့အပနန္ဒကိုရက်ခဲ့ဖြစ်ပါတယ်ဒါကတော့ငကုံဘုရားမှာနေပြီးတော့ဘုရားကြီးကိုလှမ်းမြင်ရတဲ့မြင်မှုဖြစ်ပါတယ်ဒါကိုကျွန်တော်အပြင်မှာရယူခဲ့ရဖြစ်ပါတယ်ယူပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်